Hello အားလုံးမင်္ဂလာပါဒီဒီမော်တော်နဲ့ပြန်ပြီးလိုက်ပါတယ် Okay ကျွန်တော် review မလုပ်ပေးရတော့ကျွန်တော်ပြီးတော့ကျွန်တော်ဒီ COVID ကာလကြောင့်လည်းဖြစ်နေမယ်ပြီးတော့ကျွန်တော်လည်းမအားရနဲ့ Sangal review ကျွန်တော်မလုပ်ပေးဖြစ်ဘူးပေါ့နော် Okay ဒါနဲ့ကျွန်တော်ဒီနေ့ Sangal review လုပ်နေတဲ့ Sangal ကပါ Sangal လဲဆိုလို့ရှိရင်အားလုံးကြည့်လိုက်အောင် Okay ပါဒီကောင်လေးတော့အားလုံးတွေ့ကြပါပါတည်ကြပါပါဒါကတော့ CBR 1000 SP Special Edition ပေါ့နော်Okay ဒီ CBR မှာကျွန်တော်ဒီ19ဒီပုံစံပေါ့ဒီပုံကကျွန်တော်2019ကနေ19ပုံစံပြောင်းသွားပြီ19တိရောက်ပုံပြောင်းသွားပြီအဲ့ဒီအချိန်မှာဒီဘာလဲဆိုဘာပေါင်းအောင်လဲဆိုလို့ရှိရင်ရိုးရိုးနဲ့ special နဲ့ပါပေါင်းမယ် Okay ကျွန်တော်ပြောရမှာဖြစ်ပါတယ်ဒီ special မှာဘာထူးခြားသွားမလဲဘာတွေပိုးတော့မှဖိုက်သွားမယ်ဆိုတဲ့ဟာကိုအသေးစိတ်ကျွန်တော်ပြောရမှာဖြစ်ပါတယ် Okay ကြည့်လိုက်အောင် Okay အရင်ဆုံးသူ့ရဲ့အရောင်ကြည့်အောင်ဒီ color ကျွန်တော် HRC tricolor ပေါ့သူက3ရောင်ဆက်လာတာ HRC ရဲ့ပုံစံကတော့3ရောင်ဆက်အနီရဲ့အဖြူရဲ့အပြာရဲ့3ဆက်တဲ့အရောင်ဖြစ်ပါတယ် engine power ဆိုလို့ရှိရင်998 cc ရှိတယ်ပြီးတော့ engine system မှာဆိုလို့ရှိရင် engine A ရဲ့ပါပြီးတော့နောက်တစ်ခုကကျွန်တော်သူ့ရဲ့cylinder ကတော့4လုံးထုတ်ထွက်တယ်ပြီးတော့ okay သူ့ရဲ့ frame ကြည့်အောင်သူ့ရဲ့ frame ကကျွန်တော် aluminum ပေါ့ဒီမှာရိုးရိုးဒီရိုးရိုးဆိုရိုးရိုး1000 RR နဲ့ပြီးတော့ဒီ SP နဲ့ပါပေါဆိုဒီ frame ရိုးရိုးမှာဆိုဒီကောင်အမဲအောင်တော့ဒီ special မှာဆိုဒီကောင်အဲ့ဒီ aluminum အရောင်ဖြစ်သွားတာပေါ့ဒီကောင်ရဲ့မြင်းကောင်ရေအားကျွန်တော်ဘယ်လောက်ရှိရဆိုရှင် RPM 1000မှာဆိုရင်189ထိရောမှာ HP ရှိတယ်189 HP ရှိတယ်ပေါ့နော်အဲ့တော့ HP ဆိုရင်တော့ဒီကျွန်တော်တို့ဒီနိုင်ငံအနေထားနဲ့ပုံမှန်စီးပွားလူတွက်ဆိုရင်တော်တော်လေးများတယ်ပြောအဆင်ပြေပြောမှာပါဒီပြန်ပေးမောင်းတော့မဟုတ်ပဲနဲ့မြို့တဲ့တွင်းစီးပါစီးဆိုရင်အဆင်ပြေပါတယ်အဲ့တော့ဆိုတော်တော်လေး okay ပဲเนาะပြောသူရဲ့စီတိုင်းကြီးဆိုဘယ်လောက်ထိဆက်နေဆိုရှင်16လေးဆက်နေသူစီတိုင်းကြီးရဲ့အရွယ်အစား16လေးဆက်နေပြီးတော့သူရဲ့ ratio ကြည့်မယ်ဆိုရှင်သူက73အချိုးတက်သူရဲ့ ratio ပေါ့နော်73အချိုးတက်ရှိတယ်အရှိတာယာဆိုရှင်120 90ပြီးတော့အမြောက်ဆက်ခွန်ပေါ့အနောက်တာယာကကျတော့190 50အမြောက်ဆက်ခွန်ရှိတယ်ပြီးသူ့ရဲ့ gray တွေရောကျတော့ရွှေအောင်ပေါ့သူကရိုးရိုးမှာဆိုရှင်တော့ gray ကအမဲအောင်ပဲဒါပေမဲ့ဒီ special မှာဆိုရှင် gray ကရွှေအောင် gray ပြောင်းသွားပြီပေါ့ပြီးအရှိ blade မှာဆိုရှင်320 mm ရှိတဲ့ deep brake နဲ့ပြားပါမယ်ပြီးတော့သူ့ရဲ့ brake system မှာကျတော့ Brembo တစ်စိတ်သုံးထားတယ်ပြီးတော့ ABS လည်းပါတယ်ပေါ့အနောက် brake မှာဆိုရင်220 mm ရှိတဲ့ deep ပြားတစ်ပြားပါမယ်ပြီးတော့ ABS ပါသေးတယ်ပေါ့အရှိချုပ်နဲ့အနောက်ချုပ်ကိုကျတော့ Olin သုံးထားတယ်ပေါ့နော်ဒါအဲ့ Olin ကကျတော့ဒီချုပ်ရထဲမှာနာမည်ကြီးရဲ့ချုပ်ဖြစ်တယ်ပြီးတော့ဒီအရှိကချုပ်မှာဆိုရှင် Olin မှာဆိုရင်သူကလက်စစ်နဲ့ထိန်းချုပ်တဲ့အလုပ်လုပ်တဲ့စနစ်ပါပါတယ်ပေါ့သူရဲ့တိုင်ခွက်ကကျတော့ digital နဲ့ပြတာပေါ့ Okay တိုင်ခွက်လို့ကြည့်အောင် digital အဲ့ဒီမှာဘာတွေပါမလဲဆိုရှင်N ဆိုတော့ဒါ gear အချက်ပြမီးပေါ့ပြီးတော့ဒီမှာနိုင်ရည်လည်းပါမယ်ပြီးတော့ဒီ RPM ဘယ်လောက်သွားပြီဆိုတဲ့ဟာတွေပါပါတယ်ပြီးတော့မှတော့ size stand တွေရောပါတယ်အကုန်ပြထားပေါ့ mileage ဘယ်လောက်ရှိပြီလဲ total ပြီးတော့ C ပြီးဒီမှာ T ပုံစံကြောတာ tension control ပေါ့ပြီးတော့ move 3ခုရှိမယ်ဗျ move 3ခုဒီကကြော move 1ပြီးတော့ဒီမှာဆို move 2ပြီးတော့ဒီမှာ move 3ရှိတယ်ပြီးနောက်တစ်ခုပါသေးတယ်ဆိုရှင်ဆက်သွားမယ်ဆို user 1 user 2ပေါ့အဲ့ဒီ move တွေကလည်းဘယ်လိုလဲဆိုရှင်ဒီ user 1 user 2ကကျတော့ဒီကိုဘာမှစက်ကကျတော့ဘာမှထင်းချုံမှုမရှိကိုစိတ်ကြိုက်မောင်းလို့ရတယ်ဒါပေမဲ့ဒီအဲ့ဒီ move 3ကကျတော့လုံးဝကိုပိုတော့မှ safe ဖြစ်တဲ့ move ပေါ့သူကကျတော့ဒီ Sangal ကိုတော်တော်လေးဒီထိန်းချုပ်ထားပေးတယ်ပေါ့move 3ကကျတော့ထိန်းချုပ်ထားပေးတယ်တော်တော်လေးကိုထိန်းချုပ်ပေးတယ်ပြီးတော့ move 2ကကျတော့တိတ်အလဲလောက်ပေါ့ middle အလဲလောက်မှာထိန်းချုပ်ပေးတယ်ပြီး move 1ဆိုလို့ရှိရင်တော့လုံးဝကိုမြန်ပေါ့ကိုကအကျန်းမောင်းမယ် share မောင်းမယ်ဆိုလို့ရှိရင်တော့ move 1နဲ့မောင်းပေါ့ဒါမှမဟုတ်ကိုကတိတ်မကျွမ်းကျင်ဘူးဆိုလို့ရှိရင်တော့ move 2ဒါမှမဟုတ် move 3လောက်ထားပြီးတော့မှမောင်းရတယ်ပေါ့ပြီးတော့အဲ့ဒီ move တွေမှာပြီးတော့ PTW ပြီးတော့ EBS ဆိုမှဒီ၅ခုပေါ့တွေ့တယ်မတွေ့ဗျ Okay အဲ့ဒီ၅ခုကပါလဲဆိုလို့ရှိရင်ဒီ power P ဆိုတော့ဒီ power ပြောတာပေါ့ T ကကျတော့ဒီ HSTC ကကျတော့ဒီ Honda ရဲ့ system တစ်ခုပေါ့ Sangal ကိုဒီထိန်းချုပ်ပေးတဲ့ Honda system တစ်ခုဖြစ်တယ်ပြီးတော့ဒီ SP မှာတစ်ခုထပ်တိုးလာပဲ W ကကျတော့ဒီ Sangal wheeling control Sangal beam လက်ပတ်မှုအဲ့ဒါကိုထိန်းချုပ်ပေးတဲ့ဟာပေါ့နော်ပြီးတော့ EB ကကျတော့ engine brake ဖြစ်တယ်ပြီးတော့ S ကကျတော့ suspension ဒီချုပ်ကိုပြောမှာပေါ့ဟိုအဲ့ဟာတွေပေါ့ဒါတို့ဘယ်လောက်အနေထားမှာထိန်းချုပ်ပေးရဆိုရှင်ကျွန်တော်ဒီကဏ္ဍလေးတွေ့မှာပါအကဲကျွန်တော် move 2ကိုပြောင်းလိုက်မယ်ဆိုရှင်ကဏ္ဍနည်းနည်းများလာတယ်ပြီး move 3ဆိုရင်ပိုတော့မှများလာတော့အဲ့ဒါလေးရှိရပေါ့ဒါသူရဲ့တိုင်ခွက်ပါ Okay ဒီနောက်ပိုင်း Sangal တွေမှာတော့ကျွန်တော်တွေ့ရတော့ဒီSangal တွေတော်တော်များများဒီနောက်ပိုင်းထွက်လာ Sangal ဆိုရှင်သူကိုယ်ထဲကနည်းနည်း
ပိန်သွားတယ်ဟိုအရင်တော့မျိုးဖောင်းဖောင်းလေးကြီးကြီးနေမဟုတ်တော့တော့ကိုထဲဟိုတော့ဟိုပင်တေးလေးဖြစ်သွားတာပေါ့နော်ပင်တေးဖြစ်သွားတယ်ပြီးတော့သူโอเคဒီကောင်းရဲ့အမြင့်ကတော့ရှိမှသူကကျွန်တော်ခြေထောက်တစ်ချောင်းထောက်လာတယ်ထောက်လာရှင်မှာဆိုချင်းခြေပြားထောက်ရတယ်ဒါတော့ဒီ sport bike တော်တော်များများရဲ့ high ရောအမြင့်အဲ့လိုပဲရှိနေပေါ့နော်ဒါကျွန်တော်အရင်နဲ့ဆိုရင်တော့ဒီမှာခြေပြားထောက်ရတယ်နှလုံးထောက်လို့မိရအဆင်ပြေတယ်โอเคကဲမိပွဲမှာကိုရက်မယ်ဆိုရှင်ခြေထောက်တစ်ချောင်းမထောက်ရှင်လို့ရှိရင်တစ်ချောင်းနဲ့ထောက်လို့တော့ဘိုးတော့အဆင်ပြေရပေါ့နော်အဲ့လိုဆိုထောက်ရတယ်โอเคသူ့ရဲ့အမြင့်ကအဆင်ပြေတယ်ပေါ့โอเคလက်တကယ်ကိုစက်ကမောင်းမယ်ဆိုတော့ဒီအနေထားဆိုတော့ဒီလိုမျိုးပေါ့ခါတော့နည်းနည်းလေးကုန်တယ်နည်းနည်းလေးကုန်တယ်သူအလေးရှင်တော်တော်လေးပေါ့တယ်ဘိန်းထောင်အောင်တော့ပြောရတာဒါပေမဲ့စင်ငယ်တော်တော်လေးကိုအလေးရှင်ပေါ့ပါလေးရှိတယ်ပေါ့ပါရှိတယ်ပြီးရင်စီးရတယ်အဆင်ပြေတယ်အဲ့ဒီ Honda ဘိန်းတော်တော်များများကျတော့ဒီစီးရတာအဆင်ပြေတယ်ပြီးပေါ့ပါရှိတယ်ပေါ့အဲ့လိုထိဟိုခက်ခဲတာလေးပင်တာပါမျိုးမရှိဘူးသူကဒီ Honda တော်တော်များများပေါ့နော်အဲ့တော့ဒီတစ်ထောင်အားတော့အားတာတစ်ထောင်အားဖြစ်တယ်ဒါပေမဲ့စင်ငယ်ကတော့အဆင်ပြေပေါ့ပါပဲစီးလို့လည်းတော်တော်လေးကောင်းတယ်ပေါ့အရင်လည်းကိုးလာဆိုအရင်လည်းမကိုးမြโอเคတယ်ဒါတော့ဆိုတော့ဒီ sport bike မှာပေါ့နော်โอเคဒါဆိုကျွန်တော်ဆိုင်ငယ်ဆက်တဲ့ channel တော့ကြည့်အောင်โอเคပါကဲကျွန်တော်အနေနဲ့ပြောမယ်ဆိုတော့ဒီကောင်လေးကဘယ်လိုပြောမလဲအခုမှစတော့မှဘင်းကြီးစစီမဲ့လူအတွက်ရောအစင်တော်တော်လေးပြေပြောမယ်ဗျအလေးချိန်လည်းအရင်မလေးဘူးပေါ်ပါရှိတယ်သူ့အမြင့်လည်းအရင်မမြင့်ဘူးမောင်းပြုတ်ဖို့အစင်ပြေတယ်ဒီအခုမှစတော့မှဆိုင်ငယ်အကြီးစစီမဲ့ကိုထားတော့ကွာအခုမှဆိုင်ငယ်အသေးပဲစစီမှုတဲ့ဟိုအားတသေးပဲစီမှုကြီးတယ်တစ်ထောင်အားမစီဘူးသေးဘူးဒါပေမဲ့လည်းအဲ့လိုမျိုးစီပြထောင်ပြောင်းစီမဲ့ဆိုရင်သူတို့အတွက်လည်းโอเคအဆင်ပြေလို့ကျွန်တော်ပြောရှင်းပါတယ်စီးရပေါ့ပါရှိတယ်ဘာမှအလေးပင်မရှိဘူးပေါ့အကြောင်းတော့ဒီလက်တစ်သမားတွေအတွက်လည်း okay နေတယ်ပေါ့ okay ပါဒါလေးတော့ကျွန်တော်အခု message ပေးရတဲ့ CBR တစ်ထောင်special edition ဖြစ်ပါတယ် okay ဒီအကောင့်အကြောင်းအကုန်လုံးတော့မဟုတ်ဘူးเนาะဒါပေမဲ့ဒီတဲ့အထက်တော့အသေးစိတ်သိချင်တယ်ဆိုရှင်တော့ကျွန်တော်အောက် comment မှာမေးထားရပါတယ်ကျွန်တော်အခုပြောမှမပါတဲ့အကြောင်းအရာတွေတချို့ကြံခဲ့တာလည်းရှင်းကောင်းရှင်းနေလိမ့်မယ်ပြီးတော့ okay ဒါဆိုရှင်ကျွန်တော်ဒီနေ့ဗီဒီယိုတော့ဒီလောက်နဲ့အဆုံးသတ်ပေးပါမယ်ကျွန်တော်ဒီဗီဒီယိုနှစ်သက်တဲ့ကြိုက်တယ်ဆိုရှင် like and share နဲ့အားပေးပါကျွန်တော်ရဲ့ page ကိုလည်း follow လုပ်တင် follow လုပ်ပေးပါ like ပေးရတဲ့ရှင် like ပေးထားပါပေါ့ဒါမှကျွန်တော်နောက်လည်းလာမယ့်အပတ်တွေမှာလည်းဒီလိုစင်ရ review ကိုပြန်ပြီးမှတင်ပြမှာမယ်ပေါ့ okay ဒါဆိုရင်အားလုံးကိုဘယ်တော့မှဆက်ခဲ့ပါတယ် bye bye